ဒီနေ့ကမြန်မာဝတ်ဆောင်နောက်ထပ်ငါ့ဖို့စုံကိုထောက်ဖို့ပြမပြဖြစ်ပါတယ်အဲ့တော့ဒီလိုက်ပါကြည့်ရှုကြပါအောင်နော်အခုဘာလဲတက်ဆုံဝတ်ကြည့်မှာပေါ့နော်ဒီတက်ဆုံကဘာလဲဆိုတော့ဒီတက်ဆုံကဒီမြန်မာဝတ်ဆောင်တော့မဟုတ်ပါဘူးတမျိုးအပေါ်တင်ထားတဲ့ပုံစံလေးပေါ့နော်ဟုတ်ပါရဲ့ဒီလိုစာလေးကပထမတက်ဆုံမဖြစ်ပါရဲ့ဒီတက်ဆုံလေးကအပေါ်ရဲ့အောက်ပေါ့နော်နောက်တက်ဆုံကကြတော့ဒီလိုမျိုးလေးပါဒီလိုမျိုးအဖြူရပန်းပွင့်လေးတင်တဲ့ပြောင်လေးပေါ့နော်ဒီစာကတော့နှစ်ဆုံမြောက်ဖြစ်ပါတယ်နောက်ဆက်တက်ဆုံမြောက်ကတမျိုးပြောင်လေးပဲဖြစ်ပါတယ်ဒီဥစားကအစင်ကြားနေပေါ့နော်ဒီစာကသုံးဆုံမြောက်ဖြစ်ပါတယ်နောက်ထပ်တက်ဆုံမြောက်ထုတ်ဖို့ကြည့်ရအောင်နောက်ထပ်တစ်စုံမြောက်ကတန်မျိုးလေးပါဒီဥစ္စာဆိုရင်လေးစုံမြောက်ဖြစ်ပါပြီပေါ့နော်ဒီဥစ္စာလေးကငါးစုံမြောက်ဖြစ်ပါတယ်ဒီဥစ္စာလေးကအပေါ်ကခဲရအောင်အောက်ကအနီရောင်လေးပဲဖြစ်ပါတယ်ဒီဘုဆောအားလုံးထဲမှာဘယ်ဘုဆောကြိုက်လဲဆိုတာမှန်းခဲ့ပေးဦးနော်အဲ့တော့အားလုံးဘိုင်